နယ်နေ့အနေကလမ်းမတစ်ခုပေါ်မှာ James ဟာသူ့ရဲ့ကားကိုအန်ဒီရဲ့ရှိတဲ့အချိန်နဲ့မောင်းနေပါတယ်။ခဏတာအာယုံလွဲသွားတဲ့အချိန်မှာရှေ့ကကားကြီးကိုတိုက်မိလူနီးပါဖြစ်သွားလို့ရုတ်တရက်ကွေ့ရှောင်လိုက်ရပြီးလမ်းဘေးကခရီးဆောင်အိတ်တချို့ကိုကြိတ်မိသွားပါတယ်။မေရီကသူမပစ္စည်းတွေကိုအပြေးလွှားလိုက်ကောက်ပြီး James ကလည်းကူညီပေးဖို့ကြိုးစားပါတယ်။ဒါပေမဲ့သူတို့မမြန်ဆန်ခဲ့တဲ့အတွက်ဘတ်စကားကမေရီကိုထားခဲ့ပါပြီ။သူမရဲ့မူလအစီအစဉ်ကမျိုးကိုသားဖို့ဖြစ်ပေမဲ့အခုတော့သူမရဲ့ဇာတိမျိုး Silent Hill ကိုပြန်ဖို့ကလွယ်လို့ရွေးချယ်စရာမရှိတော့ပါဘူး။ဒါကြောင့် James ကတောင်းပန်တဲ့အနေနဲ့သူမကိုအရောက်ပို့ပေးမယ်လို့ကန့်လန့်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲလေရီတိုက်ခတ်လာပြီးတိမ်တွေကနေမင်းကိုဖုံးဝတ်သွားပါတယ်။ဒါဟာ Silent Hill ရဲ့နွေရာသီမုန်တိုင်းမယ်လို့မေရီကရှင်းပြပါတယ်။ရုတ်တရက်မေရီတယောက်ရေအောက်မှာနှင်းမြုပ်နေတယ်လို့မြင်ရောက်လာပြီးနောက်မူယူနေတဲ့ James တယောက်ကလတ်တစ်ခုထဲမှာနိုးလာပါတယ်။သူဖုံးကတောက်လျှောက်မီးနေပြီးမဲ့သူကတော့ဂယုမဆိုင်ပဲဆက်တောင်နေပါတယ်။စကွဲတုံးလေးကပြန်မှုချိန်တန်းပြီလို့ပြောတဲ့အခါ James ကထက်ရက်လိုက်ရင်းသူမကိုမတော်တဆတိုက်မိသွားလို့ဖန်ခွက်တွေကြကွဲကုန်ပါတယ်။လူမိုက်ဘောင်စာက James ကိုအပြင်ထုတ်ဖို့လာတဲ့အခါ James ကသူ့ကိုစကွဲပေါ်သွင်းချလိုက်ပါတယ်။ပြီးနောက်မီးနေတဲ့ဖုံးကိုကောက်ဖို့ကြိုးစားပြီးမဲ့ဘောင်စာကသူ့ကိုနောက်ကနေဖိန့်ချုပ်လိုက်ပါတယ်။ James ကရုံးထွက်ဖို့ခေါင်းနဲ့တိုက်လိုက်ပြီးမဲ့တခြားပေါင်စာနှစ်ယောက်ထပ်ရောက်လာပြီးနောက်ဆုံးမှာတော့သူ့ကိုအမိုက်ပုံပေါ်လွှင့်ပစ်ခကလပ်အပြင်ကိုမောင်းထုတ်လိုက်ပါတော့တယ်။ဖုံးကထက်မြီလာတဲ့အခါ James နောက်ဆုံးတော့ကိုင်လိုက်ပါတယ်။အဲ့ဒါကတော့သူ့ရဲ့စိတ်ယောဂကုဆရာဝန် NTB James မူးနေတာတော့တည်သွားလို့စိတ်ဖြတ်နေကအဖြစ်ရှိသလိုမခံစားဖို့တတိပေးပါတယ်။ M ကသူ့ကိုအိမ်ပြန်နာဖို့နဲ့မနှက်ဖြန်ရက်ချင်းရှိတာကိုပြောပါတယ်။အိမ်ရောက်တဲ့အခါ James ကသူ့ဆွဲထားတဲ့ Mary ရဲ့ဖန်ကြီးကားကိုကြည့်နေရင်သူမရဲ့မျက်နှာကသူ့ဟောင်းထဲမှာဖြတ်ခနဲပေါ်လာပါတယ်။မေးပြဖို့အတွက်အရိုက်ထက်တော့ကိုကြိုးစားပေမဲ့ဘလင်းကအကုန်ဖြစ်နေပါပြီ။သူကဘလင်းကိုချမ်းပြင်ပေါ်လွင့်ပစ်လိုက်ရာဘလင်းကလင့်သွားပြီးသူ့နာမည်ပိုင်စာအိတ်တစ်ခုနားမှာရပ်သွားပါတယ်။စာကိုဖွင့်ဖတ်လိုက်တဲ့အခါ James အံ့ဩသွားပါတယ်။အဲ့လာက Mary စီကစာဖြစ်လို့ပါ။သူတို့လမ်းခွဲခဲ့တာကြာပြီးဖြစ်ပေမဲ့တခုခုဖြစ်နေလို့ Silent Hill ကအိမ်ဟောင်းကိုလာခဲ့ပေးဖို့သူမကအကူအညီတောင်းထားပါတာပါ။ James ဟာမုန်တိုင်းထန်ရဲ့ညတန်းကောင်မှာ Silent Hill ကိုကားမောင်းထွက်လာခဲ့ပါတယ်။တောင်ကြားဦးမင်အဝေးအောက်တော့လမ်းပိတ်ထားတာကိုတွေ့ရပါတယ်။ဒါကြောင့်ဘတ်စကားဂိတ်ကိုပြန်မောင်းလာပြီးအဲ့ဒီမှာပဲကားရက်ပြီးအိတ်လိုက်ပါတယ်။အိမ်မက်ထဲမှာ Mary နဲ့အတူဖျက်တမ်းခဲ့တဲ့ဘဝဟောင်းတွေကိုမြင်မှတ်နေပါတယ်။သူမကိုအိမ်ပြန်ပို့ပေးပြီးနောက်သူတို့ချစ်သူဖြစ်ခဲ့ကြပြီး James က Silent Hill မှာပဲအတူနေဖို့ဆုံးဖြတ်ခဲ့ပါတယ်။တခါတလေသူတို့နန်းတဲ့အခါ Mary ရဲ့နှာခေါင်းကနေ James ရဲ့မျက်နှာပေါ်ကိုသွေးတွေတဆက်ဆက်ကျလာတတ်ပါတယ်။နောက်ပိုင်းမှာတော့သူတို့လမ်းခွဲခဲ့ကြပြီး James ကမြို့ကိုပြန်လာကအရက်သမားဖြစ်သွားတာပါ။မနေ့ရောက်တော့ James က Silent Hill ကိုခြေချင်းဆက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။တောအုပ်ထဲမှာခဏလောင်ရှောက်သွားတဲ့နောက်မြူတွေဖုံးဝုံနေပြီးကောင်းကင်ကနေပြားတွေကြွေကြနေတာကိုတွေ့ရပါတယ်။အနီးနားမှာ Angela လို့ခေါ်တဲ့အမျိုးသမီးတယောက်အိတ်အလေးကြီးတွေကိုထဲနေတာတွေ့လို့ James ကကူညီပေးပါတယ်။ပြားတွေကမေးတဲ့အခါနွေရာသီမှာတောမီလောင်ခဲ့ပြီးမိုးရွာမှရပ်သွားလာလို့ Angela ကရှင်းပြပါတယ်။ရေစိုးတန့်ရှင်စရုံကရေကြီးလို့ပြစ်စီးသွားလို့ရေတွေညင်ငင်းကုန်ကြကြောင်းလူတွေမြို့ကထွက်သွားကြတာပါ။ James က Mary အကြောင်းကိုတွေးပြီးခရီးကိုဆက်သွားပါတယ်။သူမနဲ့အတူနေဖို့သဘောတူခဲ့တုန်းကသူမရဲ့ပင်ကိုယ်တဘာဝက James ကို crowd လန့်စေမှာကို Mary ကစိုးရိမ်ခဲ့ပါတယ်။အကြာကြီးလမ်းလျှောက်ပြီးနောက်ပြားတွေနဲ့မြူတွေဖုံးဝုံနေတဲ့ Silent Hill ကို James ရောက်သွားပါတယ်။ James ကအော်ခေါ်ပေမဲ့ဘသူမှထွက်မလာပါဘူး။ရုတ်တရက်တေးချန်တစ်ခုချလိုက်လို့အတန်နောက်လိုက်သွားရာရေဒီယိုတစ်ခုဖွင့်ထားတဲ့ဥမင်တစ်ခုထဲရောက်သွားပါတယ်။မြေပြင်ပေါ်မှာစောင်းချုံထားတဲ့လူတစ်ယောက်လည်းရှိပါတယ်။ James ကစကားပြောဖို့ကြိုးစားတဲ့အခါသူ့နောက်ကနေအတန်တစ်ခုကြားလိုက်လို့ရေဒီယိုကပြတ်သွားပါတယ်။အဲ့ဒီအချိန်မှာဆောင်းအောက်ကနေလွင်းတင်တယောက်ခုံယူပါပြီးသူတို့ပြန်လာနေပြီလို့ပြောပေမဲ့အသေးစိတ်တွေကိုမပြောဘဲထွက်ပြေးသွားပါတယ်။ James ဦးမြင့်တွေကပြေးထွက်လာတဲ့အခါ MC ကခုံးလာပေမဲ့စူပူနေတာကိုနားမထောင်ပဲညကလတ်တမင်ပေါ်မှာလင်းနေတဲ့ဆိုင်းဘုတ်တစ်ခုကိုတတိထားမိသွားပါတယ်။တကက်မှာဟိုဘိုကဥမြင့်အဝေးတော်မှာ line figure လို့ခေါ်တဲ့တတဝါဆိုင်ကြီးပေါ်လာတာကိုမြင်လိုက်ရပါတယ်။ James ကလတ်ထဲရောက်တဲ့အခါ Mary ကသူ့ကိုဒီနေရာခေါ်လာပြီးတငယ်ချင်းတွေနဲ့မိတ်ဆက်ပေးခဲ့တာကိုတတိရပါတယ်။ Mary ရဲ့အကေကဒီမျိုးကိုတီထောင်တဲ့လူဖြစ်လို့ဒေတာခင်တွေကသူမကိုသိပါတယ်။ရိုဒီယက်ဟိုဘိုရဲ့အော်တန်ကိုကြားလိုက်လို့ James ပြတ်ပြေးကြည့်ရဲ့အခါသူ့ရဲ့ရုပ်လိုအားကမြေပြင်ပေါ်မှာကြေပြက်နေတာကိုတွေ့ရပါတယ်။ရေဒီယိုကနေအတန်တွေဆူညောင်လာပြီး line figure ကသူ့စီချင်းကပ်လာတာကို James လန့်တရာမြင်နိုင်ရပါတယ်။အဲ့ဒီတတဝါကသူ့ရင်ဘတ်ကိုဖွင့်ပြီး acid တွေနဲ့ပတ်တဲ့အခါ James ကအမြန်ရှောင်ပြီးလက်နက်နဲ့ရိုက်ချလိုက်ပါတယ်။အဲ့ဒီတတဝါကကားတစီအောက်ကိုဝင်သွားပြီးရေစိုးမြောင်တဲကိုပျောက်သွားပါတော့တယ်။အဲ့ဒီနောက်ရေဒီယိုကနေမျိုးသူမျိုးသားတွေဘေးလွတ်ရာရှောင်ကြဖို့ဆိုတဲ့အရေးပေါ်သတိပေးချက်ထွက်လာပါတယ်။မျိုးတလုံးမှာအချက်လန်းတွေစူညောင်လာပြီးလမ်းပေါ်မှာ line figure တွေအများကြီးပေါ်လာသလိုအဆောက်အဦတွေထဲမှာလည်းအမောင်တက်ဟာဖုံးငုပ်သွားပါတယ်။
James ကရေဒီယိုကိုဆွဲပြီး acid တွေနဲ့ပတ်နေတဲ့တတဝါတွေကိုရှောင်ပြီးအတင်းပြေးပါတယ်။ပြင်းကြီးလွှားရေးချော်လဲသွားတဲ့အခါအနီးနားကကြွက်တွေအလန့်တရအထက်ပြေးသွားကြပါတယ်။ Creepers လို့ခေါ်တဲ့ပုတ်ကလုံးဆန်ပိုးကောက်တွေကရေမြောင်းတွေကထွက်လာပြီးကြွက်တကောင်ကိုဝိုင်းကြိုက်ပြီးအတိုက်ထဲဆွဲသွားတာကို James လန့်တရကြည့်မိပါတယ်။ပိုကောက်တကောင်က James စီလာတဲ့အခါ James ကချက်ချင်းနင်းတံပြစ်လိုက်ပါတယ်။ဒါပေမဲ့ပိုကောက်ရာနဲ့ချီထွက်လာလို့ James ထောက်ပြေးရပါတယ်ဗျ။လမ်းကြားတစ်ခုထဲမှာ Creepers တွေက Lion Figure တကောင်ကိုဝိုင်းတိုက်ခိုက်နေတာကိုတွေ့ရပါတယ်။ James ထက်လဲသွားပြီးသူ့လက်နဲ့ပြုတ်သွားပေမဲ့ပိုကောက်ပြီးဝိုင်းနေလို့ပြန်မကောက်နိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ Chansey ချိုးအပေါက်တစ်ခုတည်းကသူ့လွတ်အောင်ပြေးနိုင်ခဲ့ပါတယ်။ James ကတရားတစ်ခုထဲဝင်ပြီးတကားကိုပြင်ချက်တီနဲ့ပိတ်လိုက်ပါတယ်။ Creepers တွေကမန်တကားပေါ်တက်လာပြီးမဲ့အတင်းဝင်မရတော့စိုက်ကြည့်နေကြပါတယ်။ James ပတ်ပတ်လဲကိုကြည့်လိုက်တော့သူ့နောက်မှာသွေးတွေပေးနေတဲ့အမျိုးသမီးတစ်ယောက်ပေါ်လာပြီးမဲ့လှည့်ကြည့်လိုက်တော့ပျောက်သွားပါတယ်။လီကားကိုဖုံးမိနဲ့ထိုးကြည့်တဲ့အခါလူရိပ်တစ်ခုပျောက်ကွဲသွားတာကိုတွေ့ရပါတယ်။အဲ့လာက Mary လားလို့ James တွေးမိပြီးသူတို့ဒီတိုက်ခံကိုပြောင်းလာခဲ့တဲ့အနီကိုတတိယသွားပါတယ်။လေကားကနေနောက်ထပ်ကိုတတ်ဖို့ကြိုးစားပေမဲ့လေကားကတန်တကားနဲ့ပိတ်နေပါတယ်။ James ကအခန်းတစ်ခုထဲဝင်သွားတဲ့အခါလင်းနေတဲ့ TV တစ်လုံးကိုတွေ့ရပါတယ်။ဘေးကတစ်တာထဲမှာ2019လအမီတက်ထားတဲ့ဗီဒီယိုတိတ်ခွေးတွေအများကြီးရှိပါတယ်။အနားကိုတိုးသွားတဲ့အခါသွေးတွေပေးနေတဲ့လက်တွေကခန္ဓာကိုယ်တစ်ခုကိုကင်တွယ်နေတဲ့အာယုံတွေမြင်ရောက်လာပြီး James ကခေါင်းလွန်သွားလို့ဒူးတောင်ကျသွားပါတယ်။အာယုံတွေဆက်တိုက်ပေါ်နေတဲ့အတွက် James က MC ကိုဖုံးဆက်ပြီးခေါင်းအရန်ကိုးနေတာကိုပြောပါတယ်။ Emma သူ့ဘယ်မှာလဲလို့မေးပေမဲ့နီးနေပြီလို့ပဲပြောပြီးဖုံးအားကုန်သွားပါတယ်။ James က Veranda ကိုထွက်ပြေးသွားပြီးမိုးရေထဲမှာရက်နေပါတယ်။အပေါ်ထက် Veranda မှာတော့လူရိပ်တစ်ယောက်ကစောင့်ကြည့်နေပါတယ်။တစ်ဖက်မှာ M က James ကိုဖုံးဆက်လို့မရတော့တဲ့အတွက်တခြားတစ်ယောက်စီကိုဖုံးဆက်ပြီးလူနာကကုသင့်ကိုချိုးဖောက်သွားလို့သွားစစ်ဆေးပေးဖို့ပြောပါတယ်။ James ကတော့အပေါ်တဲ့လူရိပ်ရှိတာစီကို Veranda တွေကနေတက်သွားပါတယ်။ဓမီတစ်လုံးနဲ့ထူးဆန်းတဲ့နှစ်စင်တစ်ခုကိုတွေ့ရပါတယ်။အဲ့ဒီမှာနောက်ထပ်အတိတ်တစ်ခုပေါ်လာပါတယ်။ဒီနေ့တုန်းက James ကဈေးကပြန်လာတော့ Mary ဘေးမှာအနက်ရောင်ဝဲလူစုဝိုင်းနေတာကိုတွေ့ခဲ့ပါတယ်။သူတို့ကအချစ်ကလူကိုယူစီတယ်လို့ Mary ကိုပြောနေကြပါတယ်။ James ဆိုမြင်မှတော့သူတို့ကဟင်းဆောင်ပြီးနှုတ်ဆက်ခါပြန်သွားပါတယ်။ James ကအဲ့ဒီလူထူးလူဆန်းဒီအိမ်ထဲဝင်ထွက်နေတာကိုမကြိုက်ပေမဲ့ Mary ကတော့ဒါဟာသူမရဲ့မိသားစုပဲလို့ကာကွယ်ပြောပါတယ်။ James ကပြန်တောင်းမှန်နေနဲ့သူမကိုဖတ်လိုက်ရင်နက်စင်ထဲကပလတ်စတစ်ခေါင်းကိုမြင်ပြီးထပ်မှန်ကြောက်လန့်သွားပါတယ်။လက်ရှိမှာ James က Mary ရဲ့နာမည်နဲ့ Brookhaven ဆေးရုံကဆေးမှတ်တမ်းတစ်ခုကိုတွေ့ရပါတယ်။အဲ့ဒီအချိန်မှာချောင်းဆိုးတန်ကြားလိုက်လို့တွားကြည့်ရEddieကိုတွေ့ရပါတယ်။ Eddie က James ကိုဘာလို့မထျားတာလဲလို့မေးပြီးဒီမှာလူတယောက်မှမရှိတော့ဘူးလို့ရည်ပြီးပြောပါတယ်။တခုခုကြောင့်မျိုးပြတ်သွားပြီးလူတွေသွေးအံ့သေးပြီးမိစာတွေပေါ်လာတာလို့Eddie ကဆိုပါတယ်။ရုတ်တရက်ကလေးငိုတန်ကြားလိုက်လို့သူတို့တွားကြည့်ရာတန်တိုင်တွေရဲ့တစ်ဖက်မှာ Laura ဆိုတဲ့ကောင်မလေးကိုတွေ့ရပါတယ်။ James ကသူမကိုကယ်ဖို့ကြိုးစားပေမဲ့ရေဒီယိုကဆူညောင်းလာပြီးလမ်းဆုံးကနေထူးဆန်းတဲ့အတန်ကြီးထွက်လာပါတယ်။ Eddie ကတော့ဖျောက်သွားဖို့ပြောပါတယ်။အတန်ကနီးလာတဲ့အခါEddie က Laura ကိုပြန်ပုံးခွာပြီး James ကိုကန်ထုတ်ခါထွက်ပြေးသွားပါတယ်။ James မောက်ကြည့်လိုက်တဲ့အခါဓားကြီးကိုကင်ထားတဲ့ Pyramid Head ကိုတွေ့လိုက်ရပါတယ်။ Pyramid Head က James ကိုဖမ်းဖို့ကြိုးစားလို့ James ထွက်ပြေးရပါတယ်။လမ်းမှာ Mannequin မိစာတစ်ယောက်နဲ့တိုးပြီးအဲ့ဒီမိစာကပင်ကွင်မိုပြောင်းလဲက James နောက်ကိုလိုက်ပါတယ်။ James ကအခန်းတစ်ခုထဲဝင်ပြီးဘီရိုထဲမှာပုံနေရပါတယ်။အဲ့ဒီမှာ Pyramid Head ကဝင်လာပြီးပင်ကူမိစာကိုတပ်ပစ်တာကို James ချမ်းကြည့်နေမိပါတယ်။ Pyramid Head ကဘီရိုတကားကိုဖွင့်ပြီး James ကိုစိုက်ကြည့်တဲ့အခါမျက်နှာထဲမှာလူမျက်နှာတွေကို James မြင်လိုက်ရပါတယ်။ရုတ်တရက်မြို့ရဲ့အချက်အလန်းထပ်မြင်လာပြီးနှစ်ယောက်လုံးခေါင်းကိုကင်ပြီးနာကျင်စွာအော်ဟစ်ကြပါတယ်။နာရီနှမျိုးကြတဲ့အခါ James တယောက်တည်းဘီရိုထဲမှာနိုးလာပါတယ်။အပြင်ထွက်တော့ကျမ်းပြင်ပေါ်မှာလဲနေတဲ့ Angela ကိုတွေ့ရပါတယ်။ Angela ကသူ့ကိုကယ်နိုင်ဖို့မရှိဘူးလို့ပြောပြီးဓာတ်နဲ့ချင်းထောက်ကငိုယို့နေပါတယ်။ James အပြင်ထွက်လာတဲ့အခါတရင်ပေါ်မှာ Laura ကိုတွေ့ရပါတယ်။ Laura က Mary ပေးထားတဲ့အယုတ်ကိုကင်ထားပါတယ်။ James မြင်မြန်ဖို့ကြိုးစားပေမဲ့ Laura ကတခုခုကိုမြင်ပြီးထွက်ပြေးသွားပါတယ်။ပန်းခြံတစ်ခုထဲကဝင်ခဲ့တဲ့မှာ James လမ်းပြနေသူ Maria ဆိုတဲ့အမျိုးသမီးကသူ့နောက်မှာပေါ်လာပါတယ်။သူမက Mary ကိုအရန်တူပါတယ်။ Maria က James ကိုကူညီမယ်လို့ပြောပြီးသူတို့အတူတူထွက်လာကြပါတယ်။လမ်းပေါ်ရောက်တော့ Lion Figure တစ်ကောင်ထပ်ပေါ်လာလို့သူတို့ပုတ်နေရပါတယ်။အဲ့ဒီမှာ James ကနောက်ထပ်အသစ်တစ်ခုပေါ်လာပါတယ်။ Mary ကိုအညံ့ရဝှေ့လူစုတွေကဆွဲခေါ်သွားတာကိုသူလိုက်ကြည့်ခဲ့ပူပါတယ်။အဲ့ဒီတုန်းကသူတို့တွေမြေအောက်လိုင်ခွေထဲမှာ Mary ကိုဆေးတစ်မျိုးတိုက်နေခဲ့တာပါ။
လက်ရှိမှာ Maria က James ကိုဆေးရုံကိုခေါ်သွားပါတယ်။အဲ့ဒီမှာ Mary တောက်ခဲ့တဲ့ဆေးကသူမကိုစိတ်ချမ်းသာအောင်လုပ်ပေးတဲ့ဆေးဖြစ်တာနဲ့အတန်သွင်းတိခွေးတွေကနေသိရပါတယ်။ အဲ့ဒီတက်ခွေတွေအရ Mary ဟာသူ့မအဖေတီထောင်ခဲ့တဲ့ဂိုင်းတစ်ခုရဲ့ပယောဂကြောင့်ဝေဒနာခံစားခဲ့ရတာကိုသိလိုက်ရပါတယ်။ဆေးရုံမှာလည်းတတော်ဆိုးတွေနဲ့ရင်ဆိုင်ရပြီး Mary ကတိုင်ရန်ရသွားပါတယ်။ James ကသူမကိုခဏထားခဲ့ပြီးအပေါ်တက်ကိုစစ်ဆေးဖို့တက်သွားချိန်မှာ Laura နဲ့ထပ်တွေ့ပါတယ်။ Laura က James ကိုအခန်းတစ်ခုထဲမှာပိတ်လောင်လိုက်ပြီးအဲ့ဒီမှာထူးဆန်းတဲ့တတော်တစ်ကောင်က James ကိုတိုက်ခိုက်ပါတယ်။ James နူးလာတဲ့အခါမှာတော့သူဟာဆေးရုံကုတင်ပေါ်မှာရောက်နေပြီးဆရာဝန် M က Mary တေဆုံးသွားတာလမောင်းများစွာကြာပြီးဖြစ်ကြောင်းပြောပြပါတယ်။အမှန်က James ဟာ Mary ဝေဒနာခံစားနေရတာကိုမကြည့်ရလို့သူ့လက်နဲ့ကိုယ်တိုင်တတ်ခဲ့မိတဲ့နောင်တကြောင့်စိတ်ချောက်ချားနေတာပါ။နောက်ဆုံးမှာတော့ James ဟာအမှန်တရားကိုရင်ဆိုင်မှုဆုံးဖြတ်လိုက်ပါတယ်။ Maria, Angela နဲ့ Laura တို့ဟာ Mary ရဲ့ပင်ကိုယ်စရိတ်တွေပေါ်မူတည်ပြီး James ရဲ့စိတ်ကူးထဲမှာဖန်တီးထားတဲ့ပုံရိပ်ရောင်တွေတာဖြစ်ပါတယ်။ Pyramid Head ဆိုတာကလည်း James ရဲ့အပိရှိစိတ်ကြောင့်ပေါ်လာတဲ့ပုံရိပ်တစ်ခုပါ။ James ဟာ Mary ရဲ့ရုပ်အလောင်းကိုကားပေါ်တင်ပြီးရေကန်တဲကိုမောင်းချကအဆုံးစီရင်မှုကြိုးစားပါတယ်။ဒါပေမဲ့ရုတ်တရက်ဇလန်းကအစကိုပြန်ရောက်သွားပါတယ်။ James ဟာ Mary နဲ့ပထမဆုံးဆုံခဲ့တဲ့အချိန်ကိုပြန်ရောက်သွားပြီးဒီတစ်ခါမှာတော့သူမကို Silent Hill စီမခေါ်သွားတော့ပဲမြို့ပြစီကိုလိုက်ပို့ပေးဖို့ကမ်းလှမ်းလိုက်ရင်ဇလန်းပြီးဆုံးသွားပါတယ်။